မိခင်ဖြစ်သူဒုက္ခရောက်တော့မဲ့ရေးမြင်လိုက်ရတော့မွေးကင်းဆက်ကလေးလေးဟာသူ့ရင်ထဲကဒေါသတွေကိုထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲချက်ချင်းဆိုသလိုပဲကြီးမားတဲ့မီးလုံးကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နောက်တစ်စက္ကန့်တွင်းမှာပဲတမာတဲ့လူမိုက်တချို့လွင့်စင်ပြီးအဝေးကိုပြန့်ကျဲသွားခဲ့ရတယ်။ဒါပေမဲ့အဲ့ဒီမီးလုံးကြီးကရက်တက်မသွားခဲ့ဘူး။ဥက္ကာခဲတန်နဲ့ထွင်းထုထားတဲ့ခေါင်းလောင်းကြီးစီကိုတက်တက်မတ်မတ်ပြန်တန်းသွားပြီးတခဏအတွင်းမှာပဲထွင်းဖောက်လိုက်ပါတယ်။မိုးကျင်းတန်လိုကြားလိုက်ရတဲ့အတန်ကြီးကမိသားစုဝင်အားလုံးကိုချက်ချင်းဆိုသလိုပဲဆွဲဆောင်ခေါ်ယူလိုက်တယ်။ခေါင်းလောင်းကြီးမှာဖြစ်ပေါ်နေတဲ့အပေါက်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့လူတိုင်းဟာဘသူကများဒီခေါင်းလောင်းကိုဖောက်နိုင်ခဲ့တာလဲဆိုပြီးမယုံနိုင်အောင်ကိုအံ့အားသင့်ပြီးမျက်လုံးပြူးကုန်ကြတော့တာပေါ့။ဘာလို့လဲဆိုတော့ထိတ်တန်းတိုင်းပညာရှင်တဦးတောင်မှခေါင်းလောင်းကြီးကိုတလန်းပဲရွှေ့နိုင်ခဲ့တာလေ။ဒါပေမဲ့အပေါက်ကြီးဖြစ်အောင်ထိုးဖောက်တာကြတော့ကမ္ဘာအဆင့်အင်အားလောက်လိုအပ်မှာပဲ။နောက်ရက်အနေငယ်အတွင်းကျင်းပတော့မဲ့တိုင်းပြိုင်ပွဲအကြောင်းတွေးလိုက်ပြီးတော့ခေါင်းဆောင်ကအဲ့ဒီကျွမ်းကျင်သူကိုရှာဖို့လူတိုင်းကိုချက်ချင်းမိတ်ပေးလိုက်တယ်။အကယ်၍သူ့ကိုပြိုင်ပွဲမှာပါဝင်ဖို့ဖိတ်ခေါ်နိုင်မယ်ဆိုရင်မိသားစုရဲ့အဆင့်တန်းကတိတိတာတာမြင့်တက်လာမှာအမှန်ပဲ။သူတို့ရှာဖွေနေတဲ့သူကနဆိုးတကောင်လိုသဘောထားခဲ့ကြတဲ့မွေးကင်းဆက်ကလေးလေးဆိုတာကိုသူတို့မသိခဲ့ကြပါဘူး။တကယ်တော့သူဟာနတ်ဖုံနန်းမှာတိုင်းပညာကိုအစိုးရတဲ့နတ်ဖျားတစ်ပါးပါ။ဒါပေမဲ့သူ့ရဲ့ဘေးအန္တရာယ်နီးလာပြီဆိုတာခံစားမိတော့တဖန်ပြန်လဲရှင်တန်ဖို့အတွက်တကြော့ပြန်ခန္ဓာကိုယ်ပြောင်းလဲမွေးဖွားရတော့မဲ့အခြေအနေရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူမလျှော်လင့်မထားတာကသူ့ရဲ့မှတ်ဉာဏ်တွေမပြောက်ဆုံးခဲ့ုံသာမကသူ့ရဲ့တိုင်းပညာနဲ့မော်ပညာတွေပါကလေးရဲ့ခန္ဓာကိုယ်ရဲ့ကိုပါဆင်းသက်လာခဲ့တာပါပဲ။သို့ပေမဲ့ကလေးလေးရဲ့ကိုယ်ခန္ဓာကအဲ့လိုကြီးမားတဲ့စွမ်းအားတွေကိုမခံနိုင်ပဲမော်ပညာတွေယိုယွင်းထွက်လာခဲ့တာကြောင့်လူတိုင်းဟာသူ့ရဲ့အတွေးတွေကိုပါကြားနိုင်ခဲ့ကြပါတယ်။ဒီလိုထူးခြားအံ့ဖွယ်ဖြစ်ရမျိုးကလူတိုင်းကိုတန်းတအောနဲ့ကြောင်တောင်ဖြစ်သွားစေခဲ့ပါတယ်။မာယာကတော့ကလေးလေးကိုနှဆိုးတကောင်လို့တောင်ယုံကြည်နေခဲ့တာပေါ့။မမွေးဖွားခင်3နှစ်တောင်လွယ်ထားခဲ့ရတဲ့ဒီကလေးမျိုးဟာမိသားစုအတွက်ကန်ဆိုးခြင်းတွေကိုယူဆောင်လာမှာပဲလို့တွေးပြီးမိသားစုခေါင်းဆောင်ကိုကလေးလေးကိုအပြင်ထုတ်ပစ်ဖို့ချက်ချင်းပြောခဲ့ပါတယ်။တကယ်တော့သူမကမွေးကင်းဆက်ကလေးလေးကသူ့သားရဲ့အမွေဆက်ခံခွင့်ကိုခိုးယူသွားမှာကိုကြောက်ရွံ့နေခဲ့တာပါ။ဒါပေမဲ့မိသားစုခေါင်းဆောင်ကမာယာကိုယုံကြည်ပြီးကလေးလေးကိုချက်ချင်းပြင်ထုတ်ပစ်ဖို့အသင့်ဖြစ်နေခဲ့တယ်။အစေခံကသူ့စီကိုရှောက်လာတာမြင်လိုက်ရတော့အမျိုးသမီးကကလေးလေးကိုချက်ချင်းဆွဲယူပြီးအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့မိသားစုခေါင်းဆောင်ကသူတို့ကိုလွတ်မပေးတဲ့သူ့လူတွေကိုဝိုင်းထားဖို့အမိန့်ပေးလိုက်တယ်။မိခင်ဖြစ်သူဟာတိုင်းပညာတက်ကြွပေမဲ့လူများကြီးနဲ့တော့ရှင်ပြိုင်နိုင်စွမ်းမရှိပါဘူး။အမျိုးသမီးမူးမေလဲကျသွားချိန်မှာပဲသူတို့ရှေ့ကကလေးလေးဟာရုတ်တရက်မီးလုံးဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါပေမဲ့သူမမျက်လုံးပြန်ဖွင့်ကြည့်တဲ့အခါမှာတော့လူမိုက်တွေအားလုံးပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်။ရှေ့ကိုတိုးလာတဲ့မိသားစုခေါင်းဆောင်ကိုကြည့်ပြီးမိခင်ဖြစ်သူဟာချက်ချင်းတူးထောက်ကသူ့ကလေးကိုတနာဖို့ခေါင်းဆောင်ကိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကလက်လျှော့ဖို့ညှင်းဆန်ပြီးကလေးလေးကိုစွန့်ပစ်ဖို့ပဲအတင်းကျပ်ပြောဆိုနေခဲ့ပါတယ်။ဒီလိုမြင်လိုက်ရတော့အမျိုးသမီးကသူ့ဆံပင်လှဆင်ပစ္စည်းကိုဆွဲထုတ်ပြီးမိသားစုခေါင်းဆောင်ကိုသူ့တက်နဲ့ချင်းချောက်ခဲ့ပါတယ်။မိခင်ဖြစ်သူသူ့အပေါ်ဘလောက်ထိဂယုစိုက်လဲဆိုတာမြင်လိုက်ရတော့ကလေးလေးကကူညီချင်ခဲ့တယ်။ဒါပေမဲ့သူခုနကမှအသုံးပြုထားတဲ့မော်ပညာတွေကြောင့်ခဏတာစွမ်းအားမဲ့သွားခဲ့ရပြီးစွမ်းအားပြန်လဲရရှိဖို့အတွက်အနည်းဆုံး10ရက်လောက်လိုအပ်ဦးမှာပါ။သူရှိက2ယောက်ကိုကြည့်ပြီးဒီကိစ္စကမိသားစုရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေမှာကိုစိုးရိမ်ခဲ့ပါတယ်။ဒါကြောင့်သူချက်ချင်းပဲသဘောတူလိုက်တယ်။ဒါပေမဲ့သူကလည်းသူ့ရဲ့အခြေအနေကိုပြောပြလိုက်တယ်။10ရက်ကြာကျင်းပမဲ့တိုင်းပြိုင်ပွဲမှာမိခင်ဖြစ်သူကပထမနေရာကိုရရှိရမယ်တဲ့။ဒီစကားကိုကြားလိုက်ရတော့လူတိုင်းဟာအံ့အားသင့်ပြီးမျက်လုံးပြူးကုန်ကြတော့တာပေါ့။အမျိုးသမီးကလည်းသူမအောင်မြင်မှာမဟုတ်ဘူးဆိုတာသိနေခဲ့ပေမဲ့သူ့ကလေးရဲ့အသက်ရှင်ရည်တည်ရေးအတွက်သဘောတူဖို့ကလွဲလို့တခြားရေးချယ်စရာမရှိခဲ့ပါဘူး။မကြာခင်မှာပဲတိုင်းပြိုင်ပွဲကျင်းပမဲ့နေ့ကိုရောက်ရှိလာခဲ့ပါတယ်။မိသားစုခေါင်းဆောင်ဟာခေါင်းလောင်းကိုဖောက်ခဲ့တဲ့ကျွမ်းကျင်သူကိုရှာမတွေ့သေးပါဘူး။သူတို့ထပ်ရှုံးနိုင်ခြေရှိနေတာကိုသိလိုက်ရတော့သူဒေါသထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူပတ်ဝန်းကျင်ကိုမကြည့်နိုင်ခင်မှာပဲတခြားမိသားစုတွေကပြိုင်ပွဲဝင်တွေဟာဝင်လာပြီးတော့အမြဲတမ်းပြိုင်ပွဲတွေရှုံးနေတဲ့အကြောင်းကိုလှောင်ပြောင်ပြောဆိုခဲ့ကြတယ်။တမီးကြီးဆုံးလော်ယာတယောက်တည်းသာစင်ပေါ်မှာရက်တည်နိုင်ခဲ့တာလို့တောင်ပြောခဲ့ကြပါတယ်။မိသားစုခေါင်းဆောင်ကပြန်မဖြေချင်တာကိုမြင်လိုက်ရတော့သူတို့ကမွေးကင်းဆက်ကလေးလေးအကြောင်းကိုထပ်ပြောပြီးသူတို့မိသားစုကနဆိုးကလေးမွေးဖွားခဲ့တာလို့တောင်လှောင်ပြောင်ခဲ့ကြပါသေးတယ်။မိသားစုခေါင်းဆောင်ဒေါသထွက်နေပေမဲ့လည်းပြန်ချေပဖို့အကြောင်းပြချက်မရှိခဲ့ပါဘူး။ဒါကြောင့်သူရင်ထဲကဒေါသတွေကိုမျိုးချပြီးပြိုင်ပွဲဆက်တင်ဖို့ပဲစောင့်ဆိုင်းနေခဲ့ရပါတယ်။ဒိုင်လူကြီးစင်ပေါ်မှာရက်လိုက်တာနဲ့လူတိုင်းဟာနောက်ဆုံးတော့ငြိမ်သက်သွားခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့ဒိုင်လူကြီးကဆရာတွေကိုအနိုင်ယူပြီးစစ်ဖွဲ့စည်းပုံကိုဖွဲ့စည်းဖို့စီကံတွေကိုကြေညာတာကိုသူတို့ကြားလိုက်ရပါတယ်။ပြီးတော့မင်းတို့အနိုင်ယူနိုင်တဲ့ပမာဏများလေလေမင်းတို့ရဲ့ရမှတ်တွေပိုကောင်းလေလေပဲ။ဒါပေမဲ့ဒီဖွဲ့စည်းပုံမှာအဆင့်နှစ်ဆင့်ရှိတယ်။ပထမအဆင့်ကိုအောင်မြင်ပြီးမှသာရမှတ်တွေစပြီးရေတွက်မှာပါ။ဒိုင်လူကြီးကစကားပြောလို့ပြီးတာနဲ့မာယာရဲ့သားဂျိမ်းစ်ဟာစင်ပေါ်ကိုခုန်တက်သွားခဲ့တယ်။ပထမအဆင့်ကဆရာ9ဦးနဲ့ရင်ဆိုင်ရချိန်မှာဂျိမ်းစ်ကအလွယ်တကူနိုင်ရခဲ့တယ်။ဒါပေမဲ့ဒုတိယအဆင့်ကဆရာ18ဦးနဲ့ရှင်ပြိုင်ရချိန်မှာတော့
သူလုံးဝရှင်ပြိုင်နိုင်စွမ်းမရှိတော့ပါဘူး။သူတို့ဘေးနားကကလေးလေးကတစ်ချက်ကြည့်လိုက်ရုံနဲ့ဂျိမ်းစ်ရဲ့အကောင်းဆုံးရနိုင်တဲ့ရမတ်ကရှစ်မှတ်ပဲဆိုတာကိုမြင်လိုက်ရတယ်။အဲ့ဒီနောက်မှာတော့ဂျိမ်းစ်ဟာဆရာတွေရဲ့ထိုးနှက်မှုနဲ့စင်ပေါ်ကနေပြုတ်ကျသွားခဲ့ရပြီးရှစ်မှတ်သာရခဲ့ပါတယ်။ဒုတိယတက်လာတဲ့သူကလော်ယာပါ။သူ့ညီလေးကိုမိသားစုထဲမှာဆက်ထားနိုင်ဖို့အတွက်သူမကသူ့လက်မှာဆရာတွေကိုအနိုင်ယူနေကိုမိခင်ဖြစ်သူကိုတမင်တကာတင်ပြပေးခဲ့ပါတယ်။သူမရဲ့ပွဲစဉ်အဆုံးမှာတော့လော်ယာဟာဆရာ15ဦးကိုအောင်မြင်စွာအနိုင်ယူနိုင်ခဲ့တယ်။မိသားစုခေါင်းဆောင်ဟာချက်ချင်းဆိုသလိုပဲဂုဏ်ယူမိသွားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့တခြားမိသားစုခေါင်းဆောင်တွေကသူ့ကိုလောင်ပြောင်ခဲ့ကြပြီးဒီလိုရမှတ်မျိုးကသူတို့သားတွေနဲ့ရှင်ဖို့တောင်မထိုက်တန်ဘူးလို့ပြောခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ကဂျက်ကိုပွဲစဉ်အတွက်ဆေးလွတ်လိုက်တယ်။သူ့ရဲ့ခိုင်မာတဲ့အခြေခံကောင်းတွေနဲ့ဂျက်ခါဆရာ16ဦးကို9မိနစ်မပြည့်ခင်မှာပဲအနိုင်ယူလိုက်ပါတယ်။မကြာခင်မှာပဲအမျိုးသမီးရဲ့အလှည့်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့တိုင်းပညာစွမ်းရည်ကအစကတည်းကနှိမ့်ကျနေပြီးသူမရဲ့ကိုယ်ခန္ဓာကလည်းအားနည်းနေုံပါပဲ။လော်ယာရဲ့တင်ပြပေးမှုနဲ့တောင်ပထမအဆင့်ကိုပဲအောင်မြင်နိုင်ခဲ့ပါတယ်။ဒုတိယအဆင့်ကို1မိနစ်တောင်မပြည့်သေးခင်မှာသူမဟာကစားကွင်းရဲကနေအပြင်ကိုတွန်းထုတ်ခံလိုက်ရပါတယ်။ဘာလို့ရမှန်းမသိဖြစ်နေချိန်မှာသူမဟာသူ့သားရဲ့အတွေးတွေကိုတဖန်ပြန်ကြားလိုက်ရပြန်တယ်။ဝါလုံးလေးကိုအခြေခံစွမ်းရည်နည်းစနစ်တွေထည့်သွင်းပြီးဆရာအားလုံးကိုအနိုင်ယူနိုင်တယ်ဆိုတာသိလိုက်ရတော့အကူညီမဲ့နေတဲ့မိခင်ဖြစ်သူဟာဝါလုံးကိုပြောင်းလဲအသုံးပြုဖို့ပဲစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့သူမအံ့အားသင့်စွာပဲသူမဟာအမှန်တကယ်အနိုင်ရခဲ့ပြီးဆရာအားလုံးကိုအနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့တခြားမိသားစုတွေကတော့ဒါကိုအတိအမှတ်ပြုဖို့ညှဉ်းဆန်ခဲ့ပြီးသူမနဲ့ဂျက်ခရိုကြားတကယ်တိုက်ပွဲတစ်ပွဲကိုချက်ချင်းတောင်းဆိုခဲ့ကြပါတယ်။မာယာကတော့သူ့သားရဲ့အမွေဆက်ခံခွင့်အတွက်ချက်ချင်းသဘောတူလိုက်ပါတယ်။အကူညီမဲ့နေတဲ့အမျိုးသမီးကလည်းသူ့ကလေးရဲ့အရေးအတွက်တိုက်ပွဲဝင်ဖို့ကလွဲလို့တခြားရေးချယ်စရာမရှိခဲ့ပါဘူး။ဒါပေမဲ့ကလေးလေးရဲ့စွမ်းအားကပြန်လည်ရရှိဖို့1မိနစ်လောက်ထပ်လိုအပ်နေပါသေးတယ်။အဲ့ဒီလိုအချိန်တို့အတွင်းမှာဂျက်ကသူမကိုအလွယ်တကူပြင်းပြင်းထန်ထန်ထိခိုက်အောင်လုပ်နိုင်ပါတယ်။အမျိုးသမီးဟာဂျက်ရဲ့နောက်ဆုံးထိုးနှက်မှုကိုခံယူတော့မဲ့အချိန်မှာကလေးလေးရဲ့စွမ်းအားကနောက်ဆုံးတော့ပြန်လည်ရရှိလာခဲ့ပါတယ်။ရွှေရောင်လင်းနှန်းတစ်ခုနဲ့အတူကလေးလေးဟာမီးလုံးအဖြစ်တဖန်ပြန်လဲပြောင်းလဲသွားခဲ့ပြန်ပါတော့တယ်